ဒီနေ့ကတော့ကျွန်တော်ဂျပန်မှာရှိတဲ့ကျွန်တော်ပေါ်တာတွေ campaign သွားချင်တယ် campaign website လေးတွေ campaign site လေးတွေရှာပြီးတော့ဘယ် campaign ကောင်းလဲဘယ် camp ကောင်းလဲဆိုပြီးတော့ရှာနေတဲ့ကျွန်တော်ပေါ်တာတွေရှိရင်ကျွန်တော်အခုသွားထားတဲ့ကျွန်တော် Shubuka Hama ဆိုတဲ့ဒီ Nico မှာရှိတဲ့ campaign site တစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာဒီ campaign site ရဲ့ထူးခြားချက်ကတော့ကျွန်တော်ချူစန်းကြီးလိတ်နဲ့တောင်တွေရဲ့ဘေးမှာတည်ရှိတာဖြစ်ပြီးတော့တောတောင်သဘာဝရောပင်လယ်ကမ်းခြေကတခါတည်းရောက်သွားသလိုမျိုးကျွန်တော်မုန်းနှမျိုးခံစားရမှာဖြစ်ပြီးတော့ညဘက်အဲ့ဒီကန်ကြီးရဲ့ကြီးကန်ကြီးခိုင်းတယ်မျိုးပင်လယ်ကမ်းစပ်လေးမှာအဲ့ဒီနေရာတွေမျိုးခံစားမှုနှမျိုးရမှာဖြစ်လို့ကျွန်တော်ဒီ campaign site ကို recommend ပေးပါတယ်ဒီမှာကျွန်တော် tab ထိုးပြီးအဲ့ဒါရဲ့ဘန်ဂလိုခန်းရဲ့ဆိုပြီးတော့2မျိုးရှိတာပေါ့နော်ကျွန်တော်ကတော့ tab ထိုးပြီးအဲ့ဒါဖြစ်တယောက်ကိုကျွန်တော်ဂျပန်ယန်3000ကြာပါပြီဗျာကျွန်တော် check in time ကတော့ကျွန်တော်မနက်7:00 နာရီလောက်ကနေဖြစ်ပြီးတော့ကျွန်တော်6 hour ကတော့ကျွန်တော်မနက်10:00 နာရီဖြစ်ပါတယ်ဘန်ဂလိုစီးနှုံးနေရတော့ကျွန်တော်လည်းမတဲတော့ကျွန်တော်လည်းအတိအကျမသိတော့မပြောတော့ဘူးပေါ့နော်ကျွန်တော်တို့ရဲ့ website link လေးချခဲ့ပြီမယ်ကျွန်တော် comment ပါမှာခင်ဗျာဒီမှာအဖွဲလိုက်လာရင်လည်းအဆင်ပြေတယ်ကျွန်တော် barbecue တွေကင်စားတာလို့ပါလို့ဆိုရင်လည်းကျွန်တော်ဒီခုံလေးတွေကြည်ကြဲဝန်းရှိတယ်ပြီးတော့စပွဲတွေလည်းအများကြီးထားခဲ့ပြီးတယ်ကျွန်တော်ဒီမှာဟိုတင် toilet ကတော့ကျွန်တော်24နာရီသုံးလို့ရတာဖြစ်ပြီးကျွန်တော်ရေမိုးချိုးအတွက်ကတော့ကျွန်တော်ဒီသူတို့ reception ရှိတဲ့အချိန်မှာသုံးပြုလို့ရတာ reception ကညနေ6နာရီလောက်ထိရှိပါတယ်ခင်ဗျာအဲကြောင့်ကျွန်တော်တွားရလာရတာကတော့ကျွန်တော်ဘယ်လိုလာရမှာလဲဆိုရင်ကျွန်တော်ဒီ Tobu Nico Station ကနေကျွန်တော်တို့ဒီ bus နာရီလောက်စီးရတာပေါ့နော် bus နာရီလောက်စီးပြီးတော့ကျွန်တော်တို့ဒီ bus stop ကနေလမ်းလျှောက်လာရင်လည်း4မိနစ်လောက်ပဲကြာတဲ့အတွက်ကြောင့်တိတ်မလျှောက်ရဘူးပေါ့နော်ကျွန်တော်တကယ်လို့များသွားဖြစ်မယ်ဆိုရင်လည်းမနေ့စောကြီးသွားပြီးတော့စောစီးရောက်ရင်ပို့ပြီးတော့အဆင်ပြေပေါ့ပန်းနဲ့ဖြစ်တဲ့အတွက်ကြောင့်ဝင်းညနေဘက်တွေသွားရင်နည်းနည်းများဟိုဘက်အချိန်ပြောင်းလဲရှိတဲ့အတွက်ကြောင့်မူကြီးဆက်ပြီးသွားကြပါခင်ဗျာ